ရှင်နေသာသနာတော်နှစ်2580ခုကောစာတက္ကစ်1388ခု85ချိန်မြောက်6ရက်တာဆင်းဆက်မပြတ်ရှုမှတ်သောအထူးတရားစကားမွဲယနေ့ဒုတိယမြောက်နေ့လည်းဖြစ်ပါတယ်ယနေ့21ရက်5လ2026ကြာတာပရိနေ့ယနေ့တနေ့တာအာယုံဆန်းအလူရှင်မိသားစုမှာအဖွားဖြစ်သူဒေါခင်မေညွတ်အမှုထား၍ဒေါက်တာမိုးစော်သက်ဒေါက်တာမြတ်မြတ်ချက်မိသားစုကောင်းမှုအနေနဲ့မွေးနေ့အလှတော်လာဆင်အားစိတ်နကံစုဘူးအလှအနေနဲ့လူတန်းထားတာဖြစ်ပါတယ်အလှရှင်များဆိုရင်ကိုယ်တိုင်လည်းတရားဝင်ကိုယ်တိုင်လည်းတရားအထုတ်ပြီးတော့တစ္ဆာတိတော်ဉာဏ်ဖြင့်စနစ်တကျလူတန်းထားတာဖြစ်ပါတယ်အလှရှင်မိသားစုများဝေယဝိဆကုသိုလ်ရှင်များအမှုဆောင်လူကြီးမင်းများချမ်းသာကြပါစေချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေကြောင်းကြခတ်သိမ်းကင်းငြိမ်းကြပါစေယောဂခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေယာဝိတာရှိစိတ်ဥစ္စာများမြဲကြပါစေမရသေးသောရှိစိတ်ဥစ္စာများထပ်ခါတလဲလဲရရှိနိုင်ကြပါစေသစ္စာတရားများကိုလည်းနာကြားနိုင်ကြပါစေနားတဲ့အတိုင်းကျင့်ကြအထွေနိရောဓသစ္စာနိဗ္ဗာန်ကိုလွယ်ကူချောင်းမွေ့စွာဖြင့်မျက်မှောက်ပြုနိုင်ကြပါစေလို့မနောလေးနဲ့မေတ္တာပြုပေးပါ